ကျွန်တော်တို့အခုဗနေဇီးယားမှာလမ်းလျှောက်နေတာပေါ့နော်ဒီလိုမျိုးလမ်းကြိုလမ်းကြားလေးတွေပေါ့နော်အများကြီးပဲသူကပြီးရင်ဒီမှာအားလုံးက tourist တွေအရန်ကိုဖြစ်တယ်ပေါ့နော်ဒီမှာ tourist တွေအရန်လာတယ်ပြီးသွားပြီဆိုလို့မျိုး sign တွေအများကြီးမှအများကြီးပဲ branded shop တွေအဲ့လိုမျိုးပြီးရင် souvenir shop တွေအများကြီးပဲပေါ့နော်တကယ်တော့ဒီတိုက်တွေဒီလမ်းတွေဆိုတာပေါ့နော်ဒီဗနေဇီးယားကိုရေပေါ်မှာဆောက်ထားတာဗျအရင်တော့ဒါရေဒီနေရာကိုပြန်ပြီးတော့လူတွေက island ပေါ့ကျွန်းလိုမျိုးပြန်ဆောက်ပြီးတော့ဒါဒီအဆောက်အအုံတွေအားလုံးပြန်ဆောက်ထားတာပါတကယ်တော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တကယ်ဆိုဒီနေရာလေးอ่ะပေါ့နော်အဲအကြောင်းအရန်ကို tourist တွေလည်းအရန်လာတယ်ဒီမှာအရန်လူတွေတော်တော်များတယ်ပေါ့နော်ဒီမှာကြည့်လိုက်ပါဒါခုနကျွန်တော်ဒီကနေထွက်လာတာပေါ့နော်ထွက်လာပြီးတော့ဒီမှာကြည့်တိုက်ရှိတယ်ဒီမှာတိုက်ပြီးသွားပြီဆိုရင်ဒီမှာတိုက်တွေတိုက်နှစ်ခုကြားထဲမှာဒီမှာရေညဟိုချောင်းလိုမျိုးရှိတယ်ဒါဗနေဇီးယားရဲ့အလှပေါ့ signature ကြားတဲ့အရာပေါ့